ယောက်ျားယူဖို့ယောက်ျားယူခြင်းอ่ะယောက်ျားယူခြင်းอ่ะဟာရောယောက်ျားယူဖို့ပဲစေရတက်တန်းနေတယ်အားလုံးပဲမင်္ဂလာပါဖုန်းမိမြန်မာအနေကြိုဆိုလိုက်ပါတယ်အခု2025ကနေ2026ကိုနှစ်တကူတော့မယ်အချိန်ရောက်တော့မယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့2025မှာဖြစ်ချင်ပေမဲ့မဖြစ်လိုက်ရတဲ့အရာတွေ2026ထဲမှာဆက်လုပ်သွားမယ့်အရာတွေကလူတိုင်းမှာရှိမယ်ပေါ့နော်အဲ့တော့ကကျွန်တော်တို့တွေကျွန်တော်တို့ချင်းလိုက်မေးကြည့်မယ်ပေါ့နော်သူတို့တွေမှာဘာတွေမဖြစ်ခဲ့ဘူးလဲဘာတွေဖြစ်ချင်လဲပေါ့နော်အဲ့တော့ကကျွန်တော်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတော့ပါအောင်နော်မလေးကိုမီကိုလေးတကူတော့မေးလို့ရအောင်လားအော်ဒီဘက်လေးလဲဒီဘက်လေးလဲမြင်လားမိကလေးတခုတော့မေးလို့ရမှာဟုတ်ပါလေ2025ထဲမှာကိုကအရင်ဖြစ်ချင်ပေမဲ့မလုပ်လိုက်ရတဲ့ຢာတခုဆိုပါဖြစ်ယောက်ျားယူခြင်းอ่ะဟာယောက်ျားယူဖို့ပဲစေရတက်တန်းနေတယ်အဲ့ဆို2026မှာရောဘာလုပ်ချင်2026မှာဒီထက်ကောင်းတဲ့ဒါ diploma တက်နေတက်မယ်ပေါ့နော်လောက်တီကြိုးစားမယ်ပေါ့ယောက်ျားယူဖို့မပါဘူးယောက်ျားကတော့လူချင်တာပေါ့အဲ့ဒါတော့ပထမဦးစားပြီโอเคယောက်ျားမြန်ရပါစေနော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါမင်္ဂလာပါကျေကိုမိကလေးတခုတော့မေးလို့ရမေးလို့ရပါတယ်ကျေမှာလေ2025ထဲမှာရန်ဖြစ်ချင်ပေမဲ့မဖြစ်ခဲ့တဲ့အရာတခုဆိုဘာဖြစ်မလဲအဲ့မျိုးတော့မရှိသေးပါမရှိသေးအဲ့ဆိုဖြစ်ချင်တာတွေအကုန်ဖြစ်ခဲ့တယ်ဆိုတဲ့တဘောလားအဲ့မျိုးလည်းမဟုတ်ပါအဲ့လိုနော်တခုတော့ရှိမှာပါ something ပါ something လားကားလို့ချင်ကားလို့ချင်တယ်မရခဲ့ဘူးเนาะအဲ့ဆိုရင်2026ထဲမှာဒီဖြစ်ချင်တဲ့အရာတခုဆိုရင်ရောဘာဖြစ်မလဲဖြစ်ချင်တဲ့အရာဆိုတာဘယ်လိုမျိုးဖြစ်ချင်တဲ့အကြီးလဲရတယ်အသေးလဲရတယ်ကိုယ်စံတာတခုပေါ့လောလောဆယ်တော့ဗောနော်အသားတော့အကြီးတော့မဟုတ်တီးလေးတခုပေါ့ငကက်တရံဝယ်ရှင်တဆုံဝယ်ရှင်အဲ့ဒါဝယ်စရာရှိရပေါ့နေကုန်ဝန်နဲ့လည်းရတော့မှာဆိုတော့ဝယ်ရတော့မှာအော်ပြောစရာခရှိခီးတောင်းဖေးမှာလည်းပြောပါသူတို့ပြောတာတော့စီစဉ်နေတာချင်းမိုင်တော့မယ်တဲ့โอเคချင်းမိုင်မှာပြောခဲ့ပါစေเนาะကျင်းကျေးဇူးတင်ပါတယ်ကိုဘဝတစ်ခုလုံးမှာကိုဖြစ်ချင်ခဲ့တဲ့အရာတစ်ခုလို့ခံမယ်အလုပ်လည်းရတယ် personal ကိစ္စလည်းရအိမ်ကလူတွေကိုထင်ထားတဲ့လောက်အချိန်မပေးနိုင်ခဲ့โอเคနည်းနည်းလေးတော့ထိတယ်เนาะအဲ့ကကြတော့2026ထဲမှာရောကိုဒီအိမ်အတွက်အချိန်ပေးနိုင်မယ်အချိန်ပေးမလားပေါ့ပို့ပြီးတော့ပေးဖြတ်အောင်လို့တော့လုပ်မယ်လို့တော့စဉ်းစားထားတယ်2025ထဲမှာဖြစ်ချင်မှမလုပ်လိုက်ရတဲ့အရာဆိုရည်စားမထားလိုက်ရတာပေါ့အဲ့ဆို2026ထဲမှာရောလုပ်သွားမယ်ရတာပေါ့2026ထဲမှာလုပ်သွားမယ့်အရာကရုံစုံရည်စားရှာမှာပေါ့ရည်စားရှာဟုတ်ပါတယ်အကုန်လုံးအားထက်တန်တယ်နော်ဆရာထက်တန်ပါတယ်ဖြစ်ပါစေနော်โอเคပါပြီးတဲ့ဆိုပြပါစေရွှေလက်ကောက်မဝင်လိုက်ရရွှေလက်ကောက်လို့ချင်တာရွှေလက်ကောက်လို့ချင်တာလက်စွပ်ပြောက်တာလေးတွေ့လားမတွေ့မတွေ့ဘူးโอเคအဲ့ဆိုရင်2026ထဲမှာကိုဖြစ်ချင်တဲ့အရာတစ်ခုပေါ့နော်ဘာဖြစ်မလဲရွှေကြီးကြရင်ရွှေလက်ကောက်ဝယ်မယ်ရွှေကြီးကြရင်ရွှေလက်ကောက်ဝယ်မယ်โอเคအဲ့ဒါရွှေလက်ကောက်ဝယ်ဘွားရဲ့ရီမန်းချက်ပေါ့ဒီနေ့ပထမဆုံးလုံးမဲ့ရโอเคရွှေလက်ကောက်ကြီးဝယ်နိုင်ပါစေနော်ပြပါစေဒါပါကျေမင်္ဂလာပါကျေကိုမိကုန်းလေးတစ်ခုလောက်မေးလို့ရအောင်โอเคမေးလို့ရပါတယ်2025ထဲမှာကိုအရင်ဖြစ်ချင်ပေမဲ့မလုပ်လိုက်ရတဲ့ຢာတခုဆိုဘာဖြစ်မလဲ2025မှာလာတာပါတော့လာစားအရင်တိုးချင်တယ်မတိုးခဲ့ဘူးအဲ့ဆိုရင်2026မှာအဲ့လိုဖြစ်ချင်တာတခုဆိုဘာဖြစ်စားချင်လာစားပဲ လာစားတိုးပါစေလာစားအများကြီးရပါစေဟုတ်တယ်ဒီဗီဒီယိုလေးကို pause မြင်ပါစေပေါ့နော် pause မြင်ပါစေဟုတ်တယ် pause မြင်ပြီးတော့လာစားရေးအများကြီးတိုးပေးပါစေကျေးဇူးတင်ပါတယ်2025မှာအရင်လုပ်ချင်ပေမဲ့မလုပ်လိုက်ရတဲ့ຢာတခုဆိုဘာဖြစ်ယောက်ျားယူဖို့အဲ့ဆိုလို့ရှိရင်2026မှာရန်လုပ်ချင်တဲ့ຢာတခုဆိုတော့ဘာဖြစ်လဲပထမဆုံးလုပ်မယ့်ຢာယောက်ျားယူမယ်တွေများနေပါလေကျေးဇူးတင်ပါတယ်ညီမလေးဖြစ်ချင်တဲ့အရာမဖြစ်ခဲ့တာကပတ်စံကောင်းမွေရှာနိုင်လို့ပါပတ်စံကောင်းမရှာနိုင်ခဲ့ဘူးနော်အဲ့ဒါ2026ထဲမှာတော့ပတ်စံများရှာချင်တယ်โอเคပတ်စံနေအများကြီးဟောပါစေနော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပတ်စံအများကြီးမရသေးဘူးအဲ့ဆိုပတ်စံအများကြီးရချင်တာโอเคအဲ့ဆို2026ထဲမှာပတ်စံအများကြီးရချင်တာဟုတ်တယ်ကားမောင်းတင်ချင်ကားမောင်းတင်ချင်သိနေမသိရသေးဘူးโอเคအဲ့ဆိုရင်2026ထဲမှာကားမောင်းတင်ဖို့ရှိ2026နှစ်ကူပြီးတော့နောက်နေ့တရက်နေ့ရောက်တာနဲ့စတင်โอเคအဲ့ဆိုရင်ကားမောင်းတက်ပါစေနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကားမောင်းလည်းတက်ပါโอเคကျေးဇူးတင်ပါတယ်အားလုံးပဲခုလိုမျိုးကျွန်တော်တို့ရုံးတွင်းမှာဖြစ်ချင်တာလေးတွေမဖြစ်ခဲ့တဲ့အရာလေးတွေမေးပြီးသွားပြီဆိုတော့ခါကြတော့ကျွန်တော်တို့ချဲ့တဲ့ customer တွေမှာလည်း2025ခုနှစ်တော့မှဖြစ်ချင်ပေမဲ့ဖြစ်ခဲ့တဲ့အရာတွေ2026မှာဖြစ်ချင်တဲ့အရာတွေကိုကျွန်တော်တို့ဒီနေ့ချက်တွေကိုကျွန်တော်တို့ရဲ့ comment မှာမှတ်ပေးထားရုံနဲ့ကျွန်တော်တို့တွေနှစ်တကူမိုးဘိုးလက်ဆောင်ပေးသွားမယ်ပေါ့နော်။အဲ့ဒါကကြတော့အားလုံးပဲကောင်းကြပါစေခင်ဗျာ။ကျေးဇူးတင်ပါတယ်။